ဘန္နာရေးကနေကြိုဆိုပါတယ်ဆရာမင်းထက်မြန်ရဲ့နှင်းစီပြိုဤခိုက်ခိုက်တုံအပြုံးဆိုတဲ့အစည်းလေးကိုရွတ်ပြပေးသွားမှာဖြစ်ပါတယ်နှင်းစီပြိုဤခိုက်ခိုက်တုံအပြုံးနိုင်ငံသားသူထွက်မသွားခင်ကျွန်တော်အားသူ့အိမ်ကြီးကိုထိုးအပ်ခဲ့သည်နှင်းစီပင်လေးကိုဂယူးဆိုင်ပြီးရေလောင်းပေးရန်တေချာမာသည်နှင်းစီပင်လေးကိုတိတ်ပြီးတန်ရုံးစဉ်ရှိလွန်းလို့ပါဟုဆိုသည်စိတ်ချပါဟုတေချာကတိပေးလိုက်သည်လူနှင့်တိရစ္ဆာန်ကွာခြားချက်၃ချက်ရှိသည်ဟုဆိုပါသည်ထိုအထဲတွင်အလှအပကိုခံစားတတ်ခြင်းဆိုသောအချက်လည်းပါဝင်လျက်ရှိပါသည်ကျွန်တော်အလှအပကိုခံစားတတ်ပါသည်ပန်းပွင့်လေးများကိုချစ်တတ်ပါသည်ထို့အတူမမကလည်းပန်းပွင့်လေးများကိုမြင်နိုးတတ်သူဖြစ်ပါသည်မကြာသောအချိန်ကာလတစ်ခုတွင်သားလေးလည်းပန်းပွင့်လေးများရဲ့အလှကိုခံစားတတ်သူဖြစ်လာပါလိမ့်မည်အလှအပကိုခံစားတတ်သောလူများနှင့်ကဘာမြေကြီးကိုအလှဆင်ပေးလျက်ရှိသောပန်းပွင့်ကလေးများပန်းကလေးများသာမရှိလျှင်ကဘာမြေကြီးသည်အကြီးတန်းအယုတ်ဆိုးနေမည်မှာဧကံမြင်ဖြစ်ပါသည်ကဘာမြေကြီးအပုအထစ်ဂျိုင်းကွက်များကိုပန်းကလေးများဖြင့်လင်းချေပြင်ဆင်ထားသည့်အတွက်သာကြည်ပျော်ရှုပျော်နေခြင်းဖြစ်ပါသည်ထိုပန်းကလေးများထဲတွင်နှင်းစီပန်းလေးများလည်းပါဝင်ပတ်သက်လျက်ရှိပါသည်ပန်းအိုးအကြီးကြီးအလယ်တွင်စိုက်ထားသောနှင်းစီပင်ကလေးထိုနှင်းစီပင်လေးကိုရေမမှန်လောင်းပြပါသည်ရေလောင်းပြီးလျှင်နှင်းစီပင်လေးကိုတေချာဂယူးတစ်စိုက်ကြည့်တတ်ပါသည်နှင်းစီပင်လေးသည်စိုက်ထားကာစားပင်ရှိလိမ့်မည်ပင်မနှင်းစီရိုးပေါ်တွင်ရိုးရံလေးတစ်ခုရင်းရိုးရံလေးပေါ်တွင်နောက်ထပ်ရိုးရံလေးနှစ်ခုစူးနှင့်တည့်ရွက်ကလေးများသည်လည်းလက်ဆယ်ချောင်းပြည့်အောင်မရှိသေးထိုကြားထဲတွင်ဝါကျင်တွန့်လိပ်သောတည့်ရက်ကလေးနှစ်ရွက်ကလည်းရိုးရံလေးမှကြွေကြမသွားရန်ကုတ်ကတ်တွဲဖက်ထားလျက်ဤမြပင်နှင်းစီပင်လေးကိုရေမမှန်လောင်းပြပါသည်နှင်းစီပင်လေးဖြင့်စုံတွေ့ခဲ့ရပြီး29ရက်မြောက်နေ့ကလည်းရေလောင်းပြပါသည်ရေလောင်းပြီးလျှင်နှင်းစီပင်လေးကိုတေချာဂယူးတစ်စိုက်ကြည့်တတ်ပါသည်နှင်းစီပင်လေးတွင်အစိမ်းနုရောင်အညွန့်လေးများထွက်လာပါပြီရေလောင်းသည်ကိုကလေးချီ၍လာကြည့်တတ်သောမမအားမမကြီးဒီမှာလာကြည့်ပါဦးဟုလှမ်းပြောလိုက်သည်နှင်းစီပင်လေးတွင်အဖူးလေးဖူးနေပြီဖြစ်သည်အပေါ်သို့ဖြာတက်လျက်ရှိသောအညွန့်ကိုင်းလေးနှစ်ကိုင်းသာရှိသည့်နှင်းစီပင်လေးတွင်အဖူးဖူးနေပြီဒီအရွယ်လေးဖြင့်ဖူးလာမည်ဟုမထင်ထားမိဟုအမှန်ယခုဖြင့်နှစ်ကိုင်းတွင်တကိုင်းကဖူးပြီဆိုမှတော့ဖြင့်လဲထိုအဖူးလေးကိုဂယူးတစ်စိုက်စောင့်ကြည့်ခြင်းသေးသည်အာထွက်လာမည်အချိန်တွင်တွေ့ရှိရမည်အယောင်လေးကိုလည်းမြင်ခြင်းမိသေးသည်အပင်တွင်တင့်တယ်စွာရှိနေမည်နှင်းစီပန်း၏အလှနှင့်ရနံ့ကိုလည်းခံစားလိုက်ခြင်းသေးသည်သို့သောကြံပိတ်ရက်ရှိသို့ရောက်ရန်နှစ်ရက်သာလူတော့သည်မိသားစု၏ဇာတိနယ်ကိုပြန်ကြရမည်သားလေးအတွက်ဆွေပြမျိုးပြအမေကသူ့မြေးတစ်နှစ်သားလေးကိုတွေ့ကျင်လာပြီထို့အတွက်နှင်းစီပင်လေးကို10ရက်စာရေအဝလောင်းပေးခဲ့ရမည်အဖူးလေးကိုလည်းစောင့်ကြည့်နိုင်တော့မည်မဟုတ်အယောင်လေးကိုလည်းမြင်ခွင့်ရတော့မည်မဟုတ်အပင်ပေါ်ကနှင်းစီပန်း၏အလှနှင့်ရနံ့ကိုလည်းခံစားနိုင်တော့မည်မဟုတ်ထို့သောနှမျောတတဖြစ်เสียကောင်းသည့်နေ့ရက်များစီမှာနွေရာသီ6သွေ့ပူလောင်သောရန်ကုန်နနခင်းတစ်ခုသို့ပြန်ရောက်လာခဲ့သည်နှင်းစီပန်း၏နောက်ဆုံးနေ့ရက်များတွင်ပြန်ရောက်လာခြင်းဖြစ်သည်သို့သောနှင်းစီပန်း၏နောက်ဆုံးနေ့ရက်များဟုသတိမပြုမိပါလျက်ဖြင့်နှင်းစီပင်လေးနားမှဖျက်လျှောက်ခဲ့ကြသည်နှင်းစီပန်းကလည်းဘာအောင်ကြီးမှလည်းမသိဘူးအေးလီဖြူဘက်ဖြူရောနွမ်းဘက်ကြီးနှင်းစီဆိုညီမအဝါလေးတွေလည်းလှပါတယ်ခရီးရောက်မဆိုင်တွင်နှင်းစီပန်းကိုမြင်လိုက်ရသည်မှာကိုပါနွမ်းဖက်ရင်ရောသွားသည်
မျောလင့်ထားသလိုဖြစ်မလာသောပန်းကလေးရေပင်ဆက်မလောင်းခြင်းလောက်အောင်စိတ်ပြက်သွားသည်အရာရာကိုယ်စိတ်ကြီးပဲနှင့်လူများကိုယ်သဘောမတွေ့လင်စိတ်ပြက်ပြီးမင်းစိတ်ပြက်ခြင်းပြက်မင်းဂတိမပြတ်စေနှင့်မမြဲခြင်းတရားထဲတွင်နေထိုင်ကြလျက်ရှိသည့်လူဤစိတ်များမမြဲသည်မှာမဆန်းပန်းကလေးမမြဲသည်မှာလည်းမဆန်းမမြဲသည့်အရာနှစ်ခုတွေ့၍လူနှင့်ပန်းကလေးကြောက်ကစားဖြစ်သည်မှာလည်းမဆန်းမမြဲမဆန်းအေးမင်းဂတိမမြဲလင်ဖြင့်ဆန်းမည်မင်းဂတိမမြဲလင်မမြဲသောလောကထဲတွင်နေထိုင်၍ရမည်မဟုတ်အဲ့ဒီအတွက်မင်းရေဆက်လောင်နှင်းစီပင်လေးကိုရေမမှန်လောင်းပြပါသည်ရေလောင်းပြီးလင်နှင်းစီပင်လေးကိုတေချာဂယုတစိုက်မကြည့်တတ်တော့ပါထို့အတွက်နှင်းစီပန်းလေးညီတို့ကြွေလင်းပြောက်ွယ်သွားသည်ကိုမသိတော့ပါနှင်းစီပင်လေးတွင်အတက်လေးများထပ်ထွက်လာသည်ကိုလည်းမသိတော့ပါစင်ပွားအညွန့်လေးများကိုလည်းမသိတော့ပါဝါကျင်တွန်းလိပ်တည့်ရများကြွေကြမှုကိုလည်းမသိတော့ပါနှစ်ကိုင်းအနက်နောက်ထပ်တစ်ကိုင်းတွင်အဖူးလိုက်နေသည်ကိုလည်းမသိတော့ပါထိုသောမသိခြင်းနေ့ရက်များကုံဆုံးမိနနက်ခင်းစီသို့လူရသည်အေးမြကြည်လင်သောနနက်ခင်းအပူငိမ့်မိုးရွာရန်ဟန်ပြင်လျက်ရှိသည့်နနက်ခင်းအုံဆိုင်ညှို့မှန်းပြီးမိုးနံလီတဖြူဖြူတိုက်ခတ်လျက်ရှိသောနနက်ခင်းငှက်ကလေးများကသူတို့စားနေကြနေရာတွင်ခုံစားခုံဆွားလုပ်၍အစာတောင်းနေကြသောနနက်ခင်းလက်ထဲတွင်စုပ်ယူလာသောဆံများကိုပတ်ကျဲလိုက်သောနနက်ခင်းတာယာလှပလိုက်သည့်နနက်ခင်းထိုနနက်ခင်းလေးကိုရေလောင်းလိုက်ပါသည်နှင်းစီပင်လေးဆူရွှဲသွားပါသည်ထို့အတူနှင်းစီပင်လေးတွင်ကန့်ညီလျက်ရှိသည့်မတိခြင်းနေ့ရက်များလည်းတန်ရှင်းစင်ကြယ်သွားပါသည်နှင်းစီပန်း၏ပထမတက်တန်းနေ့ရက်များရှင်သန်ပေါက်ဖွာလာပါသည်မြည်သည့်အယောင်မှခြေသားပြုပြင်ထားခြင်းမရှိသောအပြစ်အနာအစာကင်းမဲ့သောအပြိုဖြန်းလေးနှုတ်ခမ်းတစ်စုံသည်နှင်းစီဘူးလေးရဲ့သို့ရောက်ရှိလာပါပြီရေဆူနေသည့်နှုတ်ခမ်းလေးထိုနှုတ်ခမ်းလေးသည်အဖူးထဲမှနေ၍ခဟဟလေးပြုံးပြလျက်ရှိသည်မမကြီးဒီမှာကြည့်ပါဦးမလာဘူးလားဟဲလှလိုက်တာချိုချင်ရောင်လေးဒီလိုမျိုးလေးဆိုတော့လေလှသားနော်ချိုချင်ရောင်လေးတွေကအပွင့်ပေါ်လာရင်ပိုတောင်လာသေးတယ်နှင်းစီပန်းဟူဘေးတွင်စောင်းကြောင်ထိုင်၍ခံစားကြည်နူးဝမ်းမြောက်လျက်ရှိပါသည်သားလေးကလည်းခဟဟလေးပြုံးပြလျက်ရှိသည့်အဖူးလေးကိုကြည့်လိုက်ကျွန်တော်တို့ကိုကြည့်လိုက်ဖြင့်ပြုံးပြုံးကြီးဖြစ်လျက်ရှိပါသည်ထိုအပြုံးလေးများဖြင့်နနက်ခင်းလေးတစ်ခုကိုရေထက်လောင်းလိုက်ပါသည်နှင်းစီပင်လေးဆူရွှဲသွားပြန်ပါသည်တိတ်ခါအပြည့်ဖြင့်တင့်တယ်လှပစွာပွင့်လန်းလျက်ရှိသောချိုချင်ရောင်နှင်းစီပြိုလေးမှာချမ်းလွန်း၍ခိုက်ခိုက်တုန်နေရရှာပါသည်ထိုတို့ခိုက်ခိုက်တုန်လျက်ရှိသည့်ကြားမှပင်အပြုံးလေးတစ်ပွင့်ကိုပန်ဆင်လိုက်ပြန်ပါသည်နှင်းစီပြိုလေးချစ်စရာကောင်းသောခိုက်ခိုက်တုန်အပြုံးလေးဖြစ်ပါသည်ထိုအပြုံးလေးကိုကျွန်တော်သိပါသည်နှင်းစီပြိုလေးခိုက်ခိုက်တုန်အပြုံးလေးကိုကျွန်တော်သိပါသည်နှင်းစီပြိုလေးခိုက်ခိုက်တုန်အပြုံးလေးကိုကျွန်တော်အမှတ်ရနေပါမည်အခုရွတ်ပြပေးသွားတာကတော့ဆရာမင်းထက်မြိုင်ရဲ့နှင်းစီပြိုခိုက်ခိုက်တုန်အပြုံးဆိုတဲ့အစီလေးပဲဖြစ်ပါတယ်ဒီအစီလေးကိုကြိုက်နှစ်သက်ပြီးနားထောင်ခံစားရတာအဆင်ပြေမှုရှိခဲ့ရင်ဘန္နာရိတ်ကို like and subscribe လုပ်သွားပေးကြပါအောင်ခင်ဗျာ